အဲ့လိုမင်္ဂလာပါနော်မိတ်ဆွေကယုံကြည်သူတယောက်ဖြစ်တယ်ဆိုရင်မိတ်ဆွေကိုစကားလေး၃ခုလက်ဆောင်ပေးချင်ပါတယ်နံပါတ်1ချီးမွမ်းပါနံပါတ်2ကျန်းစာဖတ်ပါနံပါတ်3ဆူတောင်းပါလို့ပြောချင်ပါတယ်နံပါတ်1ချီးမွမ်းခြင်းအပြင်မိတ်ဆွေကမိတ်ဆွေနဲ့ဖျားသခင်ရဲ့ဆက်သွယ်မှုမိတ်ဆွေနဲ့ဖျားသခင်ရဲ့ယဉ်နီးခြင်းဟာဆိုရင်ပုံမူပြီးမှနှက်ဆိုင်လာမှာဖြစ်ပါတယ်မိတ်ဆွေရဲ့အတ္တတာမှာမိတ်ဆွေရဲ့အတွင်ပိုင်းမှာကြုံတွေ့နေရတဲ့အခက်အခဲတတိုင်းကြီးတွေအခက်အခဲပြဿနာတွေမျိုးစုံကိုချီးမွမ်းခြင်းအပြင်ကျော်လွှားနိုင်မှာချီးမွမ်းခြင်းအဖြစ်သာကျော်လွှားနိုင်မှာပဲဖြစ်ပါတယ်ချီးမွမ်းခြင်းအဖြစ်သာမိတ်ဆွေရဲ့အခက်အခဲပြဿနာတွေကြံ့ကြာနေတဲ့အခက်အခဲပြဿနာတွေဆိုရင်လျင်မြန်စွာမြန်ဆန်ပြီးမှတိုးတက်လာမှာပဲဖြစ်ပါတယ်ချီးမွမ်းခြင်းအပြင်အရာတိုင်းကိုမိတ်ဆွေကကျော်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်နံပါတ်2ကျန်းစာဖတ်ခြင်းအပြင်မိတ်ဆွေရဲ့အခက်အခဲပြဿနာတွေကိုကျန်းစာကဘယ်လိုဖြေရှင်းရမလဲဘယ်လိုလုပ်ဆောင်ရမလဲဘယ်လိုဖြတ်ကျော်ရမလဲဆိုနှုတ်ကပတ်တော်ကအားလုံးကိုဖြေရှင်းထားပြီးဖြစ်ပါတယ်နှုတ်ကပတ်တော်အားဖြစ်တာလည်းမိတ်ဆွေကဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်နှုတ်ကပတ်တော်ကလည်းမိတ်ဆွေကိုဘယ်လိုဖြေရှင်းရမလဲဘယ်လိုလမ်းလျှောက်ရမလဲဘယ်လိုအသက်ရှင်ရမလဲဆိုတာနှုတ်ကပတ်တော်ကပဲမိတ်ဆွေကိုပြောတော့မှာပဲဖြစ်ပါတယ်နံပါတ်3ဆူတောင်းခြင်းအဖြစ်မိတ်ဆွေရဲ့အတ္တမှာယုံကြည်မှုပုံမူတိုးတက်လာမှာပဲဖြစ်ပါတယ်ဆူတောင်းခြင်းအဖြစ်မိတ်ဆွေကဖျားသခင်ထံမှာအဖြေကိုရရှိမှာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေရဲ့အတ္တမှာဒီတဲ့မကယုံကြည်ပြီးအတ္တကိုပုံမူပြီးမှဖျားသခင်ရဲ့အတူရှောင်လန်းနိုင်မှာပဲဖြစ်ပါတယ်မိတ်ဆွေရဲ့အတ္တမှာဒီအချက်3ချက်ကိုလိုက်လျှောက်နိုင်ပါစေလို့ဆူတောင်းပေးလိုက်ပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဘိုင်ဘိုင်